Okay မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီအန်နာ55မှာတော်ဝမ်းခဏခဏရဦးတဲ့နေကနဲ့ကျွန်တော်တို့ကိုတော့ဟိုဟာတော်ဝမ်းဘယ်နှခါရဦးလဲနှစ်ခါရဦးပဲ Okay ဆိုတော့ကျွန်တော်ဒီအန်နာ55နေကနဲ့ကိုထုံးတို့ရဲ့ဒါစူပါမန်ပွဲဖြစ်တယ်ပေါ့နော်ပြီးကြတော့မေးချင်တာလေးရှိတယ်ပေါ့နော်နေကဒီဟိုလက်မောင်းစားလဲဘယ်တော့မှစားလဲကျွန်တော်ရင်6ရက်နှစ်ကဟိုဟာလောက်ပေါ့6လပိုင်း10လပိုင်းတော့အခု trend ဖြစ်မှာပဲစလဲပြတာပေါ့အရင်တော့ဝါသနာကြောရင်တော့ကလေးလည်းဝါသနာပါပဲဒီလိုမျိုး table မရှိခင်ကလေးကအเจ้าမှာခုံပေါ်ကလေးတန်းလဲနေတာဒါပေမဲ့ခုံရှိသွားတော့ခုံစီကိုတန်းတန်းမရောက်တယ်အေးပေါ့ဟိုကကိုတော့ကျွန်တော်ကကျတော့ KNK မန္တလေးလာတဲ့အချိန်မှာပိုပြီးစိတ်ဝင်စားသွားတာဒါပေမဲ့ဒီလက်မောင်းလဲတာကျတော့ကျွန်တော်ဒီပုံမှန်ယောက်ျားလေးတွေရွယ်လူထဲမှာတော့ပုံမှန်လုံထဲမှာလဲနေကြပဲဟောတော့တွေးတဲ့ပေါ်ကောက်လဲနေတာဒါပေမဲ့အခုဒီဇိုင်းမက်လဲပြတာကျတော့အခုနည်းနည်းလေးခက်စားလာတဲ့ခါကျမှပို့ပြီးလဲပြတာပေါ့အရင်သိပြီးတော့လည်းအပြန်ဝါသနာမရှိတဲ့ခါကျတော့ဒါကိုပဲတည်းဝါသနာထည့်ပြီးတော့စော့ပြနေတာဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တို့ဒီဝိတ်တန်းတော့မတူအန်နာ55နဲ့ကျွန်တော်အန်နာ65 KG ကကျွန်တော်သိမကောင်းနော် KG က53 KG 53ကိုတော့56 KG ကတော့မကောင်းဘူးဒါပေမဲ့ဝိတ်တန်းအပိုင်းချမ်းမှာကျတော့အပေါ်တန်းအောက်တန်းဖြစ်သွားပါနော်ဆိုတော့ကဲစမယ်အဲ့ဒါဆိုရင်နော်ရလားစမယ် Ready go ဟုတ်တယ်That's all fine နော်ဝယ်တော့မယ် Ready go ကြာအချေ1 Ready go 2 lại okay sao mày ready go မကောင်းတော့ 3 1